အားလုံးပဲမင်္ဂလာပါနော်ဒီ mind day ကနေပြီးတော့နော် point နေ MB ရဲ့အလက်ကားယူနေဖြစ်ပါတယ်ကျွန်တော်တို့အဲ့ဒါတွေကဒီမှာ point ကပေါ့နော်900 1000 point 5 point လို့ပါဘူးပေါ့နော်အများကြီးပဲပေါ့နော်အစုံလင်ပါပါတယ်ကျွန်တော်အဲ့ဒီမှာဆိုရင်5 point ဒီမှာ point 100 point 250ဒါကတော့ free ပေါ့နော်ဒါ10ချိန်သူ့ဟာနဲ့သူအများကြီးပေါ့နော်အဲ့ဒီလိုဟာမျိုးတွေကိုဘယ်နေရာကယူရမလဲဆိုရင်ကျွန်တော်တို့ပြပြီးမှဖြစ်ပါတယ်အဲ့ဒီမှာကျွန်တော်တို့ MB fee ရရဲတနေ့ကိုသူတစ်ချိန်လားမသိကြဘူးเนาะကျွန်တော်ကတော့16ချိန်ရှိပါတယ်အဲ့ဒါပေါ့เนาะလှည့်ပြမှာဖြစ်ပါတယ်ကျွန်တော်အဲ့ဒါကိုဘယ်ကဝင်မလဲဆိုတာပြပေးမယ်ပေါ့เนาะရှင်ဆုံးကျွန်တော်တို့ထွက်တယ်ပေါ့เนาะကျွန်တော် line နည်းလေးကြာနေလို့ပါကျွန်တော်တို့အဲ့ဒီမှာကျွန်တော်အဲ့မှာယူချက်စရာ app တွေအများကြီးပဲရှိမှာเนาะအဲ့ဒီထဲမှာကျွန်တော်တို့95 TV ဆိုတဲ့ဟာလေးပေါ့เนาะအဲ့ဒီဟာလေးကိုကျွန်တော်နှိမ့်လိုက်ပေါ့နော်အဲ့ဒါလေးကိုနှိမ့်လိုက်ရင်ကျွန်တော်အထဲကိုရောက်မှာပေါ့နော်အထဲမှာအဲ့မှာဒီဘက်ထောင်လဲနေရစပိန်လှည့်ရမယ့်ဟာမျိုးလေးပေါ့နော်စပိန်ဟာကျွန်တော်ပြပြမယ်နော်မှာဆိုလို့ကျွန်တော်တို့ဟောများအဲ့ဒီဟာလေးပေါ့နော်အဲ့ဒီကိုနှိမ့်လိုက်ရင်ကျွန်တော်အဲ့မှာကိုလက်ဟာရှိပေါ့နော်အဲ့ဒီကိုလှည့်ရမှာဖြစ်ပါတယ်အဲ့မှာကျွန်တော်ကစပိန်နှိမ့်တာလိုင်းမကောင်းဖြစ်နေဒါတော့လှည့်တဲ့ဟာလေးပေါ့နော်ကျွန်တော်အဲ့ဒီကိုတဖြည်းဖြည်းနဲ့လှည့်တာပေါ့နော်တိုင်းတစ်ချိန်ဝင်လဲကန်ကောင်းရင်ပေါက်တာပေါ့နော် point လေး900 600အများကြီးပေါ့နော်ဒါကကျွန်တော် line ကျနေနှိပ်လို့မရဘူးပြန်ကျွန်တော်တို့ online channel လေးကို subscribe နှိပ်ပေးပါအောင်ပေါ့နော်ကျွန်တော်နောက်ထပ်အသိပညာလေးရှိရင် share ပေးပါအောင်မယ်ဒါကတော့ဒီ collect ဟာနှိပ်တာပေါ့နော်ကျွန်တော်နောက်ထပ်ရတဲ့ game တွေလည်းအများကြီးရှိရဗျအဲ့ထက်မှာပဲသူကတော့ level နဲ့ပေးတာပေါ့နော်တန်1က MP 900ဆို900တန်2က MP 1000အဲ့လိုပေါ့နော်အဲ့လိုတဖြည်းဖြည်းနဲ့သူ့ဟာနဲ့သူမြင့်ပြီးခိန်းနေလည်းရှိတယ်ဗျာအမှန်ဒီထဲမှာတေချာလေးလိုက်ကြည့်ပြီနော်ကျွန်တော်နောက်နေ့ကျရင် sharing လုပ်ပေးပါမယ်မလဲဘူးပေါ့နော်ခလက်ကကြောင်းကျွန်တော်အဲ့ဒီမှာကျွန်တော် point နေရတဲ့ game တွေရှိရဗျာเนาะကျွန်တော်ရှာပေးမယ်အဲ့ဒီမှာကဒါအပေါ်ကတော့ဒါအစီအစဉ်လေးပေါ့နော်သူတို့အစီအစဉ်လေးဟိုမှာ game တီးတန့်ရှိရဗျာအဲ့ဒီမှာအဲ့ဒီ game တွေပေါ့နော်အဲ့ဒီ game တွေမှာလည်းဆော့လို့ရပါတယ်အဲ့မှာသူက level လိုက်ပြီးရတွက်ကြည့်လို့ရပါဘောနော်အဲ့ဒီမှာ point နေ MB လည်း free ယူလို့ရပါတယ်